ပြောစရာရှိတယ်ဒီနေ့တော့ပြောပြီနော်ဒီနေ့တော့ပြောပြီမမသေး online show ကတော့ပွဲရှာနေပြီလို့တော့မပြောနဲ့နော်ပြောမယ်ဒီနေ့ပြောမယ်ဒီလိုမျိုးပြောတာလေတခါမှမမသေး live ပေါ်မှာမပြောဘူးဒီနေ့တော့ပြောမယ်ဘာပြောချင်လဲဆိုလို့ရှိရင်လေကိုတာကိအလားပြီနဲ့မိတ်ကက်ဆရာကိုတိလားကိုတာကိအလားပြီနဲ့မိတ်ကက်ဆရာကိုတိလားပြောအဲ့ဒီကိုတာကိရဲ့အလားပြီမိတ်ကက်ဆရာကိုပြောချင်တယ်အရက်ပြောမယ်နော်ပွဲရှာတယ်လို့မပြောနဲ့နော်မမသေးကိုတာကိအလားပြီနဲ့အဲ့ဒီမိတ်ကက်ဆရာရဲ့ပုံကိုလည်းတင်ပေးမယ်တိတယ်ဆိုရင် comment မှာတိတယ်လို့ရေးပေးပွဲရှာတာမဟုတ်ဘူးနော်အရန်ပြောချင်လို့ဟေးအတိကိုတာကီမိတ်ကပ်ပြင်းနေဆရာကိုလေအရင်တော့ကဆိုရင်တစ်တော့ပေါ်မှာပေါ့နော်ခဏတွေ့တယ်ဒါပေမဲ့အမက်တမဲ့ပဲပေါ့နော်တွေ့ရဆိုရင်တော့ကြော်သွားလိုက်တယ်ကြည့်တဲ့ဟာဆိုလဲကြည့်ဖြစ်တယ်ပေါ့နော်အမက်တမဲ့ပဲဟိုတနေ့ကလေမမသေးလေဆွီတီဟုံကဖိတ်တယ်ပေါ့နော်ဖိတ်တဲ့အခါကျတော့ကိုတာကီကိုတွေ့တယ်အဲ့မှာအဲ့ပွဲမှာလည်းတွေ့တယ်အဲ့နမသေးတော့ချိလိုက်တော့ပေါ့နော်ချိလိုက်တာနဲ့စိတ်တရားနဲ့ပြောလိုက်တော့ပေါ့နော်ဟေးသူအရန်ချစ်ဖို့ကောင်းနေပေါ့နော်အရန်ချစ်ဖို့ကောင်းနေပြီးတော့မောက်မာတဲ့ပုံလည်းမရှိဘူးကိုတာကီအိမိတ်ကဆာကိုချိလိုက်တာနဲ့ပြုံးပြရတယ်ပေါ့နော်အရန်ကိုမှဖော်ယူတဲ့ပုံစံပေါ့နော်စိတ်အရန်ကောင်းနေပြီးတော့မနေ့တော့ကမမတဲ့အတိကိုတာကီတင်လိုက်တဲ့ TikTok မှာဗီဒီယိုဖိုင်ကိုတွေးမိလိုက်တာအမလေးမြည်ရည်တောင်ကြရပေါ့နော်အမလေးအတိကိုတာကီမိတ်ကပ်ပြင်ဆရာနဲ့လေမမတဲ့မိတ်ကပ်အရန်ပြင်ချင်ပါတယ်လို့ကိုတာကီကလေအရန်ကိုမှချစ်ဖို့ကောင်းတာနော်သူရဲ့ပုံစံကလေတွန်တဲ့မိတ်ကပ်ပြင်ဆရာမတွေဆိုရင်ပေါ့နော်မိတ်ကပ်ပြင်ဆရာတွေဆိုရင်အပြင်မှာတွေ့ခက်ချီနေပေါ့နော်အတိကိုတာကီမိတ်ကပ်ပြင်တဲ့ဆရာကအဲ့လိုမျိုးခက်ချီပုံမဟုတ်ဘူးနော်အရင်ချစ်ဖို့ကောင်းတာကွယ်မျက်လုံးလေးနဲ့ကြည့်မိလိုက်တာနဲ့ပေါ့နော်မျက်လုံးချင်းဆိုင်တော့နဲ့ရီပြတယ်အရန်ကိုမှစိတ်ကောင်းတာကွယ်မနေ့ကတင်လိုက်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးမှပေါ့နော်အရန်ကိုတဘောချသွားတာအချက်ချင်းသူရဲ့အကောင့်ကို follower လေးနှုတ်ပြီးတော့ပေါ့နော်အခုဒီမနေ့ကကြည့်ပြီးတဲ့ပေါ့နော်အခုဒီနေ့ထိပေါ့ဗီဒီယိုဖိုင်နဲ့တက်လာပြီးဆိုတော့အသေးတွေတော့ပေးတာအဲ့ကိုတာကီမိတ်ကပ်ပြင်ဆရာအရန်ချစ်လို့စိတ်ထားလဲအရန်ကောင်းနေကွယ်မမသေးလေကိုတာကီနဲ့အရန်အလားပြင်ချင်တယ်တိလားသူပြင်နဲ့အလားပြင်တာအရန်ကြိုက်တယ်ကွယ်အရန်ကြိုက်တယ်အဲ့ဒါလာပြောတာပေါ့နော်တကယ်အရန်ချစ်ဖို့ကောင်းတာအပြင်မှာလေအသားကြီးလည်းအရန်ကောင်းတာဖြူဖွေးနှုတ်ဖတ်ဦးအဲ့နေရ